အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ knowledge net channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကနေနေ့စဉ်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးနေတာပဲဖြစ်ပါဒီနေ့မှလည်းပရိသတ်ကြီးနားဆင်ဖို့အတွက်ဆရာအခဆိုရေးသားထားတဲ့မရဏတစ်ပင်ဆိုတဲ့ပရာလောကဇာတ်လမ်းလေးကိုရွေးချယ်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်သွားပေးရဖို့အတွက်မေတ္တာရက်ခံပါရစေခင်ဗျာကဲဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ရအောင်ခင်ဗျာအလွန်ချမ်းသာသည့်လူကုန်နှံများသာနေထိုင်နိုင်သည့်စိတ်ငြိမ်ရက်ွက်တစ်ခုတွင်နာယီတစ်ခုဖြစ်နေလေသည်နာယီဖြစ်သူမှာမြို့ထဲတွင်လူချမ်းသာတယောက်အများကသတ်မှတ်ကြသည့်တရုတ်တထေဥဝံတိန်ပင်ဖြစ်ပါသည်ဥခုတ်ရှံမှာသူစီးလာသည့်ကားအကောင်စားကိုနာယီခြံရှိတွင်ရက်လိုက်လေသည်ထို့နောက်ကားပေါ်မှဆင်းလိုက်ကနာယီအိမ်ထဲဝင်သွားလေသည်ဥခုတ်ရှံကအကောင်စားအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်သူ့လက်တွင်တော့ roll right နာရီကဝင်ကြွားနေလေသည်ဥဟုတ်ရှံမှာယခုတည်ဆုံသွားသောဥဝံတိန်နှင့်အတော်ပင်ခင်လင်ရင်းနှီးသည်ဥဟုတ်ရှံကိုတွေ့တော့နာယီဖြစ်သူ၏မိသားစုတွေကကြိုဆိုလိုက်ကြသည်တည်ဆုံသူမှာဘာသာကြားဖြစ်သည်ဖြင့်ဘာသာကြားနည်းလမ်းဖြင့်နာယီပြုလုပ်နေကြခြင်းပင်ဖြစ်သည်ထိုတထေးကြီးသမီးဖြစ်သူကညှိုးငယ်စွာဖြင့်မတ်တက်ရက်နေလေသည်သမီးရဲ့ဥဖြစ်ယုံတော်မယုံနိုင်ဟုတ်တယ်ဦးအဖေကဒီမနက်ကမှအကောင်ကြီးရှိနေသေးတာညနေရောက်တော့တေးတမောအိတ်မယ်ဆိုပြီးအိတ်လိုက်တာပြန်မနိုးလာတော့တာပဲနာယီရှင်ကပြောလိုက်ပြီးနောက်မျက်ရည်များတဖြံဖြံကျလာလေသည်ဥပုပ်ရှံလည်းဘာပြောအမှန်မသိတော့ဒါနဲ့သမီးမမေကလည်းလွန်ခဲ့တဲ့6လလောက်ကမှဆုံးတော့တာမဟုတ်လားနာယီရှင်ကမျက်နာကိုလက်ကင်ပွားဖြစ်တုံးရင်ခေါင်းညင်ပြလိုက်လေဥပုပ်ရှံလည်းလှပစွာပြင်ဆင်ထားသည့်အလောင်းကောင်ကြီးကိုကြည့်ရင်စုပ်သက်မိလိုက်သည်ဥဝံတိန်ကတော့ပန်းမွင့်မျိုးစုံခင်းကျင်းထားသည့်ဂရင်ထက်တွေငြိမ်သက်စွာလှည့်လျောင်းနေပြီဖြစ်ခဏအကြာတော့ဥဟုတ်ရှံနဲ့အိမ်တို့ပြန်ရန်ပြင်ဆင်လိုက်သည်ထိုစဉ်အိမ်ရှိကန်းတွင်စပွဲကုံပုကလေးနှင့်တင်ထားသည့်အလှဆင်ဘွန်ဆိုင်အပင်လေးကိုဥဟုတ်ရှံကတွေ့သွားလေသည်သမီးအဲ့ဒီအပင်လေးကတိတ်လာတာပဲနော်နာယီရှင်ကအပင်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်ဖဖေကအဲ့ဒီအပင်ကိုတိတ်မြင်လို့တာမမေကောပဲအဲ့ဒီအပင်ကိုတယူတရနဲ့စိုက်ပြိုးထားကြတာဥဟုတ်ရှံလည်းဘွန်ဆိုင်ပင်စိုက်ပြိုးရတာအလုံးဝသနာပါသည်ငွေရှိသည့်လူကုန်တဲ့အတိုင်းဝိုင်းတွင်တော့အိမ်တွင်ရှိသည့်ပရီဘောဂများကိုအပြိုင်ဆိုင်အလှဆင်ကထားကြသည်ထိုထဲတွင်အပင်သေးသေးကလေးများဖြင့်ပြုလုပ်ထားသည့်ဘွန်ဆိုင်ပင်သည်လည်းတစ်ခုပါဝင်ပင်ဖြစ်သည်ဘွန်ဆိုင်ပင်ကိုတထေးများကဂုံထုပုံပြိုင်အနေဖြင့်ဧကန်းတွင်အလှစိုက်ပြိုးလေးရှိသည်စိတ်တော့မရှိနဲ့သမီးဖြစ်နိုင်အဲ့ဒီအပင်လေးကိုဥကိုရောင်းပါလားနာယီရှင်ကအပင်ကိုကြည့်ရင်မျက်ရည်များကျလာလေသည်ဖဖေရောမမေရောတန်မိုးထားခဲ့တဲ့အပင်လေးပဲအင်းလေအခုလဲသူတို့ရှိတော့တာမှမဟုတ်တော့တာရောင်းမနေတော့ပါဘူးဥကိုအလကားပေးလိုက်မယ်ဥပုပ်ရှံကထိုအခါမျက်နှာပြတ်သွားသည်အားလဲအလွန်အားနာသွားသည်နာယီရှင်ကအပင်ကလေးကိုပန်းဦးမကင်ကဥပုပ်ရှံလက်ထဲကိုထည့်ပေးလိုက်သည်ဥပုပ်ရှံလည်းအားနာဖြစ်မြင်ထိုပန်းဦးကလေးကိုကင်ပြီးအိမ်ပြင်ထွက်ခဲ့လေတော့သည်အိမ်ပြင်ရောက်တော့ကားပေါ်တက်လိုက်ပြီးပန်းဦးကလေးကိုကားရှိခန်းတွင်တင်ကကပတ်ပြက်ပတ်ထားလိုက်သည်ထို့နောက်ဥပုပ်ရှံကပန်းဦးကိုကြည့်ကနှစ်ချက်ချက်ပြီးပြုံးလိုက်လေတော့သည်တော်တော်လှပပြီးအယူသေးကောင်းတဲ့ပန်းဦးလေးပဲအပြင်မှာဝယ်လိုက်ရင်30ကြီးတန်မှာထို့သူရေရွတ်လိုက်ပြီးနောက်ကားပေါ်တက်ကမောင်းထွက်သွားပါတော့သည်စီဝါရီသမားတယောက်ဖြစ်သူဥပုပ်ရှံကတော့ဖျားလဲဖူးရင်လက်ဦးလဲတူးရင်းဆိုသလိုနာယီအိမ်တို့သွားပြီးတန်မိုးကြီးပန်းဦးတစ်လုံးအားလက်ဆောင်ရခဲ့ပြီးမဟုတ်ပါလားရှင်ကလည်းအပင်တွေယူလာပြန်ပြီဥပုပ်ရှံပြန်ရောက်လာသည်နဲ့အပင်အိုးကလေးပါလာသည်ကိုသူမိမဖြစ်သူကစီးပြောလိုက်တော့သည်ဥပုပ်ရှံကဘာမှမပြောဘဲဧကန်းအတွင်းသို့ဝင်လိုက်ကသူ့ဧကန်းတွင်ရှိသောဘွန်ဆိုင်အပင်ကလေးကိုခုံပူကလေးပေါ်မှာချလိုက်ကသူယူလာသောအပင်ကလေးကိုတင်လိုက်လေသည်ဒီအပင်လေးကလှလဲလှသလိုတက်တန်းလေးတော်တော်ရင့်နေပြီကွာမင်းတတိချာချာဂယုဆိုင်တော့ဥပုပ်ရှံကတနေကောင်အလုံများနေပြီးတော့မအားမလက်ဖြစ်နေသည်ညနက်တော့မှသာအချိန်ရလေသည်နိုင်ငံသားဖြစ်ဈေးလွန်ကြီးသည့်ဝီစကီကိုခွက်အတွင်းထည့်လိုက်ပြီးနောက်ရေခဲကလေးများထည့်လိုက်ကဧကန်းဆိုဖာတွင်ထိုင်နေတော့သည်အရက်တောင်ရင်သူမနက်ကယူလာသည့်အပင်ကလေးကိုကြည့်လိုက်မိလေအပင်ကလေးကညောင်ကျက်ပင်ကိုဘွန်ဆိုင်ပြုတ်လုပ်ထားတာဖြစ်သည်ပင်စီနှင့်အကိုင်းအခက်များကမိန်းကလေးတစ်ယောက်ကနေတယ်လို့မျိုးငြိမ်ညောင်းစွာဖြင့်ထွက်ပေါ်နေလေသည်ဘွန်ဆိုင်လောကတွင်တော့အလွန်တန်မိုးကြီးပြီးအနုလက်ရာမြောက်သည့်အပင်တစ်ပင်ပင်ဖြစ်လေသည်ထိုစဉ်ထိုပင်ကလေးမှာလေးမတိုက်ပဲပျော်ပြောင်းကအကိုင်းအခက်တွေကလှုပ်ရှားနေလေဥပုပ်ရှံလည်းသူ့မျက်လုံးကိုပဲသူမယုံနိုင်ဖြစ်နေလေသည်ဟုတ်ရှံသူ့နာမည်ခေါ်တဲ့များကိုလည်းကြားလိုက်ရသည်ဧကန်းထဲတွင်မြည်သူမျှမရှိပဲငါတော်တော်မူးနေပြီထင်တယ်ဥပုပ်ရှံကထိုသူရေရွတ်လိုက်ပြီးနောက်အိတ်ခမ်းအတွင်းသို့ဝင်သွားတော့သည်ဥပုပ်ရှံမှာမျိုးနေရိုးနေချမ်းသာသောတရုတ်နယ်ဝင်တထေးတစ်ယောက်ဖြစ်သည်
သူ့ရဲ့မိန်းမနဲ့သားသမီး2ယောက်ရှိသည်သားသမီးများမှာ10ကျော်သက်တွေဖြစ်သည်ဖြင့်နိုင်ငံသားတွင်ပညာသင်သွားယူနေကြသည်အိမ်တွင်တော့အိမ်ကူမိန်းကလေး2ယောက်နှင့်ဦးဟုတ်ရှန်ရဲ့သူမိန်းမရဲ့ခြံဆောင်အဖိုးကြီးရဲ့သာနေထိုင်ကြသည်လူချမ်းသာရက်ွက်ရှိခြံကျဲကြီးအတွင်းတွင်တိုက်ကြီးကြီးတစ်လုံးဆောက်ကအေးချမ်းစွာနေထိုင်လေသည်ထိုနောက်ပိုင်းမှစပြီးဦးဟုတ်ရှန်စိတ်ထဲနေရထိုင်ရတာတမျိုးကြီးဖြစ်နေလေသည်စိတ်ထဲတွင်လည်းဒေါသထွက်တယ်လို့ကြောက်ရွံ့တယ်လို့ဆင်များဖြစ်ပေါ်နေလေသည်3 ရက်ခန့်အကြာတွင်ဦးဟုတ်ရှန်ပိုင်ဆိုင်သည့်စက်ရုံတစ်ခုမီးအကြီးကျယ်လောင်တော့သည်စက်ရုံတစ်ခုလုံးလိုပြဖြစ်ပြီးစက်မှုစုံအတွင်းအခြားစက်ရုံတစ်ရုံကိုပါမီးဆွဲသွားသဖြင့်တော်တော်ရော်လိုက်ရလေသည်ဒါရမြတ်မကသည်သူစောက်လုံနေသည့်ကွန်ဒိုတစ်ခုမှလည်းအစိုးရ၏မူဝါဒအပြောင်းလဲတစ်ခုကြောင့်ရပ်တန့်လိုက်ရလေသည်ပထမတော့လာပိုင်းမြရပ်တန့်ရသည်ဟုထင်တော်လဲတစ်နှစ်ကြာသည့်အထိပြန်လောက်ကန်ခွင့်မရသေးပြီနောက်ပြီးသူမိမပိုင်ဆိုင်သည့်ရွှေဆိုင်မှလည်းဖောက်ထွင်းခံလိုက်ရသဖြင့်ရွှေတယ်များပိတ်တာနှင့်ချီပြီးပျောက်ဆုံးကုန်သည်ထို့တော့ဦးဟုတ်ရှန်စိတ်ညစ်ရလေပြီထိုနေ့တော့စိတ်ပြက်လက်ပြက်ဖြင့်ဧကန်းတွင်ထိုင်နေသည်မကြာမီသူမိမလည်းသူ့နားတွင်လာထိုင်လေသည်ခုတလောက9လလောက်ရှိပြီဘာလို့လို့ကိုအစင်မပြေဘူးဖြစ်နေတာသူမိမကလည်းခေါင်းညှိပြလိုက်သည်ကျမလည်းအိမ်မှာထူးဆန်းတာတွေဖြစ်နေရဲ့ရှင်တတိထားမိသေးလားဦးဟုတ်ရှန်ကခေါင်းခါလိုက်ဘာတွေထူးဆန်းနေတာတော့ဟာဒီလိုရှင်ကျမအိမ်မှာနေရတာတယောက်ယောက်ကနောက်ကနေပြီးကြည်နေတယ်လို့စိတ်ထဲမှာထင်နေတယ်တနေ့တော့ကျမဟင်းချက်နေတော့အခန်းနောက်ကနေတယောက်ကစူးစိုက်ကြည့်နေတယ်လို့ကျမစိတ်ထဲမှာထင်လို့လှည့်ကြည့်လိုက်တော့လူရိပ်တစ်ခုကလှစ်ခနဲ့ပျောက်သွားတော့တွေးလိုက်ရတယ်ဦးဟုတ်ရှန်မှာမျက်မှောင်ကျုပ်လိုက်တယ်မင်းဟာဟုတ်ရလားကွာအိမ်မော်ကောင်မလေးကြည့်နေတာဖြစ်မှာပေါ့မဖြစ်နိုင်ဘူးရှင်အဲ့ဒီနေ့ကအိမ်မော်ကောင်မလေးကအိမ်ပေါ်ထဲမှာတန်ရှင်းရေးလုပ်နေတာတဲ့ဦးဟုတ်ရှန်ကမယုံသေးဘူးနောက်တစ်ခုကတော့ဧကန်ထဲမှာလူတွေမရှိတဲ့အချိန်ဧကန်ထဲမှာစကားပြောတယ်လို့ရည်တန်လို့တွေကြားရတယ်။သွားကြည့်ရင်ဘယ်သူမှမရှိဘူး။ပူပြီးထူးဆန်းတာကတနေ့တော့ကျမကော်ဖီကွက်ကလေးကိုစပွဲပေါ်တင်ခဲ့ပြီးကိတ်မုံမကန်အိမ်နောက်ဖွေးမှာသွားယူတာအိမ်ရှိပြန်လာတော့ကော်ဖီတွေကုန်နေတာပဲ။ဟာမင်းဟာကဟုတ်ရလားကွာ။ဦးဟုတ်ရှန်ကထူထူပြောလိုက်တော့လေသူ့စိတ်ထဲတွင်တော့ကြောက်စိတ်ကလွှမ်းမိုးနေပြီဖြစ်သည်။သူမိမစီကဖြစ်ပျက်အများကိုကြားသိပြီးတော့မှဦးဟုတ်ရှန်လည်းဧကန်ထဲတွင်ထိုင်နေရသည်ကိုကြောမလုံးတော့အိမ်ထဲတွင်လည်းဘာကြောင့်ရမသိတမျိုးကြီးမတိုးမတန်ဖြစ်နေသည်တနေ့တော့ဦးဟုတ်ရှန်အိတ်နေတော့လူတယောက်ကသူ့ချင်းကသူ့ကိုလာကြည့်နေလေထိုလူမှဂရင်ချင်းကလကာနီးတွင်ရက်နေကဦးဟုတ်ရှန်ကိုကြည့်နေသည်အခန်းအတွင်းအမှောင်ချထားသဖြင့်မီးလုံးအသေးအလင်းလေးသာရှိသဖြင့်ဘိုးတော်မြင်နေရတယ်မင်းမတူတယ်ငါဝါပင်ရဲ့ထိုသူပြောပြီးထိုသူမှအမှောင်ထဲကထွက်လာလေသည်ထိုသူမှအခြားမဟုတ်လွန်ခဲ့သည့်9လကျော်ကတည်ဆုံးခဲ့သည်သူ့တငယ်ချင်းဦးဝံတိန်ငယ်ဖြစ်သည်အေးတငယ်ချင်းမင်းကသေပြီမဟုတ်လားသေတော့သေပြီဒါပေမဲ့ငါတို့ကမင်းအိမ်ရှိကထားတဲ့ပုံစံမျိုးမှာစွဲနေတယ်ကွာဦးဟုတ်ရှန်ချွေးသီးချွေးပေါင်များပြန်လာတယ်ငါနဲ့ငါမိမဘလို့တည်ရတာလဲမင်းသိလားဘာလို့လဲကွာပုံစံမျိုးရောက်ပဲကွာအဲ့ဒီအပင်မှာမကောင်းတဲ့အကောင်ကြီးတစ်ကောင်နေတယ်ဒီပုံစံမျိုးကိုပိုင်ဆိုင်တဲ့အိမ်သားတွေဟာ6လတစ်ခါတော့ပြေဆုံးကြရတယ်ငါလည်းဒါကိုသတိမထားမိဘူးဒီတော့ငါမိမကအရင်တည်ပြီးအပင်မှာတည်ရဖြစ်နေတယ်ငါကလည်းနောက်ထပ်6လလောက်ကြာတော့တည်သွားခဲ့ရတာပဲတကယ်ချင်းမင်းပြောတာတွေကတကယ်လားဒါဘောကွာအဲ့ဒီကောင်ကြီးကသူတက်ခဲ့တဲ့ကောင်တွေကိုဖမ်းဆီးထားတယ်ငါတို့ကိုသူကခိုင်းနေရခိုင်းတယ်ငါတို့ကလည်းလုပ်ပြရတယ်မလုပ်ပြီးငါတို့ကိုနှိပ်စက်တယ်ကွာငါတို့ဒီမှာလူ90ကျော်ရှိတယ်ဒီကောင်ကြီးတက်ခဲ့တဲ့လူတွေပေါ့မင်းကွာဘာလို့ငါ့ကိုစိုးလာမပြောတာလဲကွာအဲ့ဒီကောင်ကြီးမသိတဲ့အချိန်သူလွတ်တဲ့အချိန်ကိုကြည့်ပြီးလှုပ်ရှားရတာကွာဒီတော့6လပြည့်တော့မင်းလည်းတတိထားဖို့မင်းပြောတာဟုတ်မဟုတ်ငါဘယ်လိုသိနိုင်မလဲကွာမင်းဒီပင်ကြီးရှိနေတယ်ရေမကောင်းတဲ့အဖြစ်ပြက်တယ်အမြဲဖြစ်ပြက်နေလိမ့်မယ်နောက်ပြီးတော့မင်းအပင်ကြီးကိုရင်လေးပူနဲ့လောင်းကြည့်ပါငါပြောတာတကယ်ဟုတ်မဟုတ်မင်းသိရမှာပေါ့ထို့သူပြောပြီးနောက်ဦးဟုတ်ရှန်လည်းလန့်နိုးလာတယ်ချိန်ရင်ဘက်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိတော့ဦးဟုတ်ရှန်လည်းတန်တရားဖြစ်သွားခဲ့ရတယ်မိမကြီးထအိတ်နေသည်မိမကိုလှုပ်နှိုးလိုက်တယ်ဘာလို့မလို့တော့နေစမ်းမငါမင်းကိုတခုလှုပ်ပြဦးဟုတ်ရှန်ကမိဖို့ကြောင့်လည်းဝင်သွားကတပူးကိုယူလိုက်သည်ထို့နောက်သူမိမကိုပါခေါ်ကဧကန်အတွင်းသို့ဝင်လာခဲ့သည်ဧကန်ထဲကိုရောက်သည်နဲ့တပူးအဖုံးကိုဖွင့်လိုက်ပြီးအပင်သားသို့တိုးသွားလေသည်ရှင်ဘာလုပ်နေတာအသာနေစမ်းပါကွာမင်းပါဇက်ပိတ်ပြီးတရားကြည့်နေတယ်ဦးဟုတ်ရှန်ကပြောပြီးရေနွေးပူများဖြင့်အပင်ကိုလောင်းချလိုက်သည်ဝူဝဝဖြင့်အပင်မှအတန်ကြီးတစ်မျိုးမြည်ပြီးနောက်အပင်ကလေးမှာတွန့်လင်းလှုပ်ရှားနေတော့သည်
ထိုဖြစ်ပြများကိုလင်မယားနှစ်ယောက်ကြည့်ပြီးအံ့ဩမဆုံးတော့အဲ့ဒါဘာကြီးလဲမိမရေအဲ့ဒီအပင်ကြီးမှာမကောင်းဆိုးရတဲ့ကောင်နေတာပဲအဲ့ဒီအပင်ကြောင့်တို့တွေမကောင်းတာတွေဖြစ်နေတာပဲကွာအပင်ကတွန့်လင်နေစေဖြစ်တယ်မွေးတကောင်လိုနွယ်ရှင်တစ်ခုလိုလှုပ်ရှားနေတယ်ဒါဆိုရင်ကျမတို့ဘာလုပ်ကြမလဲရှင်ထိုကဥပုပ်ရှံကမျက်မှောင်ကျုပ်လိုက်ကစိတ်ကိုဆုံးဖြတ်လိုက်တယ်ငါဒီအပင်ကိုဖျက်ဆီးပြစ်မယ်အပင်ကတွန့်လင်နေပြီးနောက်ရုံးကန်နေပြီးခုံပူလေးပေါ်မှာကျမ်းမြေမော်သူပြုတ်ကျသွားလေသည်ကျမ်းမြေမော်သူပြုတ်ကျပြီးပန်းကိုကွဲသွားလေသည်အပင်ကမွေးတကောင်လိုဖြစ်သွားပြီးနောက်အိမ်ရှေကန်းအတွင်းလက်ပတ်သွားလာနေတော့ဥပုပ်ရှံကထိုပင်ကိုပြေးပြီးခြေထောက်နဲ့တက်နင်းလေသည်ဥပုပ်ရှံခြေထောက်များကိုအပင်ကရစ်ပတ်ကတိုက်ခိုက်လေတော့သည်အောင်မာဒီအပင်ကတော့ဥပုပ်ရှံကကားအတွင်းသို့ဝင်သွားပြီးနောက်ဒီဇယ်ဘုံးကိုဆွဲထွက်လာလေသည်ထို့နောက်ဒီဇယ်များဖြင့်ဧကန်အတွင်းရှောက်သွားနေသောအပင်ဟာပတ်ဖြန်းတော့သည်ဧကန်တစ်ခုလုံးဒီဇယ်များဖြင့်ရွှဲဆူကအိုင်ထွန်းနေလေသည်မိမကြီးဘာလုပ်နေတာလဲဟာမီးနဲ့ရှို့စမ်းပါမဖြစ်ဘူးကိုရှံမီးရှို့လို့လုံးဝမဖြစ်ဘူးဥပုပ်ရှံလည်းစိတ်မရှိတော့ပဲဧကန်အတွင်းစာအုပ်တအုပ်မှာစာရွက်ကိုဖျက်ဆုပ်လိုက်ပြီးနောက်မီးရှို့ကဒီဇယ်များရွှဲဆူနေသည့်ကျမ်းမြေမော်သူပြစ်ချလိုက်သည်ကျမ်းမြေမော်ရဲ့မီးကဟုံကနေတောက်လောင်သွားသည်ဒီဇယ်မှုမီးဆွဲအားကပြင်းထန်လာသည်ဘွန်ဆိုင်ပင်ကမီးဆွဲနေလှက်ပက်ပြေးနေလေသည်ထို့နောက်အိမ်ရှိပရင်းမောက်တစ်ခုမှထွက်ပြေးရန်အတွက်ကုတ်တက်နေတော့သည်ဥပုပ်ရှံလည်းဒေါသအလွန်ထွက်သွားသည်အောင်မမင်းကပြေးခြင်းသေးတယ်ပေါ့ဟုတ်လားဥပုပ်ရှံကအပင်ကိုပြေးဆွဲလိုက်ပြီးနောက်မီးတောက်များအတွင်းသို့ထည့်လိုက်လေသည်သို့တော့အပင်ကဥပုပ်ရှံ၏လက်ကိုရစ်ပတ်ထားသည်မဟုတ်ဥပုပ်ရှံကိုယ်လုံးကိုမီးတွေဆွဲတော့သည်မကြခင်ဥပုပ်ရှံတို့ကိုယ်လုံးကိုမီးဆွဲသွားလေသည်ဥပုပ်ရှံကအပင်လေးကိုလွတ်မပေးပဲရင်မထဲဆွဲသွင်းထားပြီးနောက်ကျမ်းမြေမော်သူလှည့်ချလိုက်တော့မိမကြီးပြေးတော့ဧကန်ကျမ်းမြေတွင်အိုင်ထွန်းနေသောဒီဇယ်များကအလွန်ပြင်းထန်စွာတောက်လောင်နေတော့သည်ဥပုပ်ရှံမိန်းမလည်းအသက်ဘေးမှုထွက်ပြေးရတော့သည်အိမ်ကြီးလူများလည်းမီးလောင်တစ်ဖြစ်လွတ်ရသို့ကိုလိုယုံပြီးပြေးတော့သည်အိမ်ကြီးကတော့မီးတောင်မီးရှံများကဝါမျိုးလေးရှိလေသည်မနက်အာယုံတက်ခန့်ဤတွင်မီးငိမ့်သွားပြီဖြစ်သည်မီးသက်သမားများကညှိညင်တော့ကြောင့်အိမ်တအိမ်လုံးမီးမဆွဲပဲအိမ်ရှိတစ်ချမ်းသာမီးထဲပါသွားလေသည်မီးသက်သမားများကအိမ်ရှိကမ်းမှမီးလောင်ပြီးတည်ဆုံးနေသောဥပုပ်ရှံရုပ်အလောင်းကိုထုတ်လာရသည်ဥပုပ်ရှံရုပ်အလောင်းကတစ်ခုခုကိုပိုက်ရင်တည်ဆုံးလျက်ရှိသည်ထိုအပင်သည်မီးလောင်ပြီးပြဖြစ်သွားပြီသလားဒါမှမဟုတ်လွတ်မြောက်သွားပြီလားဆိုတာကတော့မြည်သူမှတက်ရောက်ပြောနိုင်မည်မဟုတ်ဘူးဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူကိုရှိုင်းမဲ့ဖြစ်ပါတယ်ခင်ဗျာ